ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူဒီပူစော YouTube channel မှာပြန်နေထွေးစာချိုးဆိုလိုက်ပါတယ်ခင်ဗျာဒူဒီချစ်မစီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကြမှာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းကျွန်တော်တို့စီစဉ်လေးစရအောင်ဗျာကဲတော့အစီအစဉ်လေးမစခင်မှာပြောကြရတဲ့တခုရှိတာကျွန်တော်အဖွဲ့ဝင်နေနဲ့ကိုပြောချင်တာကဒီဘက်မှာဆိုရင်ကျွန်တော်အဖွဲ့ဝင်နေနဲ့ကိုကျွန်တော်ပတ်တီ3လုံးရှာပေးခဲ့ပြီဗျာနော်ခုမှကျွန်တော်ပတ်တီ3လုံးရှာပေးခဲ့တယ်နော်ဘယ်လိုရှာပေးခဲ့ဆိုတော့ကျွန်တော်အဖွဲ့ဝင်တွေတိုင်းသိပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်အဖွဲ့ဝင်သမားတွေအကုန်လုံးသိရနေ့သမားတွေမသိဘူးနေ့နေ့သမားမသိဆိုတာနေ့နေ့မထွေးလို့ရပါမသိဘူးကျွန်တော်အဖွဲ့ဝင်တွေပတ်တီ3လုံးအောင်သွားခဲ့ပြီဗျာနောက်တနေ့နေ့မှာ8တနေ့နေ့ညနေမှာခွန်ဆိုပြီးကျွန်တော်အဲ့မှာပတ်တီနှလုံးအောင်သွားနောက်တစ်ခုမှကျွန်တော်လက်ဆောင်ထပ်ပေးတာမှာနော်နှစ်ပတ်တီအောင်မြင်သွားခဲ့ပြီဗျာနော်ဒီလိုပြောကြမလို့တော့ကျွန်တော်ဖွင့်တော့ကလုံးဝမိန်သွားခဲ့ပြီဟုတ်ပြီလားအောင်ပွဲခံနိုင်သွားပြီဒီဘက်မှာဆိုရင်ဖြစ်ဘာကြောင့်ကျွန်တော်ပတ်တီ3လုံးပေးလဲဆိုတော့ကျန်တဲ့ဘက်ကကျွန်တော်ပတ်တီဟိုပေါ့တနေ့နေ့အင်္ဂါ2ရက်ပဲရှိတော့ကျွန်တော်ပတ်တီပေးတယ်ပြတ်ထွက်သွားတယ်အဲ့တော့ကျွန်တော်အဖွဲ့ဝင်ကြီးနဲ့ပေးတာဟုတ်ပါဘူးလက်ဆောင်တွေနဲ့ပေးတာနော်စေတနာကြီးပေါက်ပေးနေကျွန်တော်ပေးလိုက်တာကိုအဲ့ဘက်ကကျွန်တော်တို့နှစ်ပတ်တီလုံးဝပြတ်သွားတယ်နော်အင်္ဂါ2ရက်မှာပြတ်သွားတယ်နော်အဲ့တော့ကြောင့်မို့ကျွန်တော်ဒီဘက်မှာပတ်တီ3လုံးညဘက်ကရှာပေးခဲ့တယ်ဆိုတော့ကျွန်တော်ဘက်ကလုံးဝတာဝန်ကျေသွားခဲ့ပြီဗျာနော်ခုမကြောက်ခိုင်းဆိုပတ်တီ3လုံးမပေးနေကြဘူးကျွန်တော်3လုံးရှာပေးခဲ့ဒီဘက်မှာနော်အဲ့ဒါကျွန်တော်ဖွင့်သမားတွေတီးပါထွေးထွေးပြောနေကြမလို့တော့ဘူးဆိုတဲ့ခါကျတော့ကျွန်တော်ဘက်ကတော့တာဝန်ကျေပြီဗျာဖွင့်သမားတွေဒီဘက်တော့ကိုနော်ဖွင့်သမားတွေပြီးတာဝန်ကျေပြီနေတဲ့သမားတွေလည်းတာဝန်ကျေသလားဖြစ်နေပြီဆိုတော့ကထပ်ပြီးကျေခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်အကောင်းချပြပေးသွားမှာဟုတ်ပြီလားနေတဲ့သမားဖွင့်သမားလိုက်ရောညီတွေစားဖြစ်နော်လက်တွဲညီလေးနဲ့နေတိုက်ကလေးပဲလိုက်စောစေခြင်းနဲ့ဗျာဟုတ်ပြီလားနေတဲ့သမားလည်းဖွင့်သမားလည်းနေတိုက်ပဲလိုက်စောမှာနေတဲ့သမားလည်းနေတိုက်ပဲစောမှာဟုတ်ပြီလားဆိုတော့ခါကျနားလိုက်လိမ့်မယ်ထင်တယ်နော်ကျွန်တော်အဖွဲ့ဝင်မခေါ်သေးပါဘူးအဖွဲ့ဝင်ကကျွန်တော်မနေ့ပြန်အေးပေါ့မနေ့ပြန်ကြာတာပရိညနေမှာကြာတာပရိနေခင်းခေါ်မယ်ညနေခေါ်မယ်ဟုတ်ပြီလားတောက်ကြနေကြတစ်ခွက်ကောင်းတယ်နောက်ပတ်စာတော့ကိုမှုကြစာတော့ပတ်ရုံနဲ့ main အော်3ခွက်ရမယ်တောက်ကြနေတော့ကိုဇာထိုးပတ်ရုံနဲ့ main အော်တစ်ခွက်ကောင်းရမယ်အခုတော့အဖွဲ့မခေါ်သေးဘူးဒါပြောပြတာနော်အဖွဲ့ဝင်ညနေမိတ်ဆွေများလည်းရှိလိမ့်မယ်ဆိုတဲ့ခါကျတော့ပြောပြရင်းဖြစ်တယ်ပြီးတော့အဖွဲ့ဝင်တော့မခေါ်သေးဘူးမနေ့ပြန်မှာအဖွဲ့ဝင်ခေါ်မှာကြာဟုတ်ပြီလားဒီနေ့ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်မယ်နော်ကျွန်တော်ဗီဒီယိုလေးကိုမကြောမကြပဲဆောင်းအောင်ကြည့်လို့ရှိရင်ဘာရမလဲဆိုရင်ဒီနေ့လိုမျိုးပေါ့နှစ်သီးစားနှစ်ပတ်သီးမှာအော်ပြီးပေးခဲ့တော့အောင်ပွဲခံနိုင်ခဲ့ပြီနှစ်လေးဆိုပြီးတော့နော်ဆိုတဲ့ခါကျတော့နားလဲလိမ့်မယ်ထင်တယ်ဗျအဲ့တော့ကျွန်တော်နေတဲ့ season လေးကိုစတင်ပြန်နေတဲ့ season လေးမစခင်မှာထုံးစံနဲ့ရှေ့ဦးစွာဖြစ်လက်ဆက်ပြထိမှမိုးမယ်ဗျာကဲကျွန်တော်တူတီချင်မစေအားလုံးပဲမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တူတီပေါ်ဆို YouTube channel မှာတစ်ခေါက်ပြန်လဲနှုတ်ဆက်ကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်တို့နေတဲ့ season လေးစရအောင်ဗျာဟုတ်ပြီလားကျွန်တော်နေတဲ့ season လေးစမယ်ဆိုလို့ရှိရင်ကျွန်တော်အဖွဲ့ဝင်ကျွန်တော်နေတဲ့သမားတွေရောအဖွဲ့ဝင်တွေရောเนาะဒီနေ့ညနေမှာဆိုဖြစ်အင်္ဂါနေ့ညနေsorry ဗျာဟူးမချော်เนาะဟူးနေ့ညနေမှာဆိုဖြစ်အောင်ပွဲခံနိုင်ခဲ့ပြီဗျာเนาะနှစ်ပတ်တီနှစ်လေး main အော်နှစ်သီးစားရခဲ့ပြီဗျာဟုတ်ပြီလားကျွန်တော်အော်ပေးတာเนาะနှစ်လေးပဲညနေမှာကျွန်တော်ကြီးရတယ်ကြောက်ကြမယ်ဟုတ်ပြီလားကျွန်တော်ပြောပါတယ်เนาะပြောရတယ်ဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်ဒီအော်ဒါဘယ်လိုပြောမလဲကြိုမြင်တာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကနန်းကိုကျွန်တော်ယုံလဲယုံကြည့်တယ်เนาะအဲကြောင့်ကျွန်တော်လုံးဝလောဘမဖြတ်တော့လုံးဝကီးရောက်ဝင်မှာကျင်းသေးတယ်ကျွန်တော်1ချင်းမဝင်ကျွန်တော်ပတ်သီးမဝင်တော့မှလုံးဝကီးရောက်ဝင်မှာကီးမဝင်တော့လုံးဝကျွန်တော်ပြောလုံးမိုင်အောင်ဝင်မှာကျင်းသေးတယ်အဲကြောင့်တီးတဲ့ခါအခုဒီညနေမှာကီးရောလုံးမိုင်အောင်ထိသွားခါကျတော့အော့ကွက်မိသွားဟုတ်နော်အော့ကွက်မိသွားအော့ကွက်ဘယ်လိုမိသွားနှစ်လေးအော့ကွက်မိသွားတယ်ဟုတ်ပြီလားနှစ်ပတ်သီးเนาะနှစ်ပတ်သီးနှစ်လေးမိသွားကျွန်တော်အော်ပေးခဲ့တာ3ညဟုတ်တယ်3ညနှစ်เนาะ3ညပတ်သီးနှစ်ပတ်သီးမှာနှစ်ပတ်သီးလို့ကျွန်တော်အော်ပေးခဲ့တာဟုတ်ပြီဆရာအဲ့တော့အောင်ပွဲခံနိုင်ခဲ့ကြပြန်ပြီဟုတ်ပြီလားကျွန်တော်6ချိန်မှာ3ချိန်အောင်ပွဲခံနိုင်ပြီအောကွက်တွေမိတယ်တစ်ခွက်ကောင်းမိတယ်ဆိုတဲ့ခါကျတော့เนาะကျွန်တော်ဖွဲ့ဝင်နေတဲ့သမားတွေရောနေလိုက်သမားတွေရောအဖွဲ့ဝင်သမားတွေမျိုးမျိုးတော့ရကြသွားပြီဗျာဟုတ်တယ်ရကြသွားပြီဆိုတဲ့ခါကျတော့နောက်တဲ့ဆက်လက်ပြီးအောင်ပွဲခံနိုင်ကြာတာပင်းနေ့မှာအောင်ပွဲခံနိုင်ကျွန်တော်ကစောင်းချတာပြီးသွားမယ်ဗီဒီယိုလေးကိုမရစ်ပဲမကြော်ပဲကြည့်ဟုတ်ပြီလားကျွန်တော်ကောက်လေးကို share လို့ share နဲ့ကိုညီပေးအသေးလေးတွေပေး comment လေးတွေဝင်ရေးဗျာ subscribe တွေဆက်နှိပ်သွားမယ်ဆိုတဲ့ခါကျတော့เนาะပန်းမကြည့်ရင်လာမလေးထောင်သွားမယ်ဒီခါကျကျွန်တော်တို့ season လေးကိုစမယ်ဗျာဆိုတဲ့ခါကျတော့เนาะကျွန်တော်တို့မနေ့ပြန်8ရက်ဟုတ်ပြီလား8ရက်တလ2026เนาะကြာတာပင်းနေ့မနက်7:00နာရီတမိနစ်စေးမှာဆိုရင်ကျွန်တော်1ချင်းဒီ69 1ချင်းဗျာဟုတ်ပြီလား69 1ချင်း6ပတ်တီ9ပတ်တီ69 1ချင်းဆိုခြင်းကြောင့်မထိမပဆိုတဲ့ကီးစုံဒီကျွန်တော်ရဲ့လောင်းအကြိုက်ဆုံးကီး master key ဒီ9-3 ကီးအထိနော်9-3 ကီးအထိဟုတ်ပြီလားကျွန်တော်9-3 ကီးအထိအဲ့တော့မှကျွန်တော်တက်ဆိုလိုက်ဆော့ဟုတ်ပြီလား69 1ချင်းကိုကျွန်တော်တို့9-3 ကတ်မယ်ဆိုလို့ရှိရင်6နဲ့ပတ်သက်တဲ့ခဏဒီ3ကွက်9နဲ့ပတ်သက်တဲ့ခဏဒီ3ကွက်ဟုတ်လားစုစုပေါင်းမင်းတို့ဒီ6ကွက်လာမယ်6ကွက်ခါကျ6နဲ့ပတ်သက်တဲ့ခဏဒီခြံထားတော့နော်6နဲ့ပတ်သက်တဲ့ခဏဒီ6ခွန်6နှစ်60နော်6ခွန်6နှစ်60ကျွန်တော်9နဲ့ပတ်သက်တဲ့ခဏဒီ9ခွန်9နှစ်90 9ခွန်9နှစ်90စုတော့မင်းကွက်6ကွက်ဗျာဟုတ်ပြီလားပါတီနှလုံးမပတ်တဲ့မိတ်ဆွေများဟုတ်ပြီလားပါတီဒီ6ပတ်တီ9ပတ်တီပေးထားတာမှာပတ်တီနှလုံးမပတ်တဲ့မိတ်ဆွေများနဲ့ဖြင့်12နာရီတမိနစ်ဈေးမှာကျွန်တော်တို့ကြာတာပရိနေမှာ12နာရီအကောင်းဆုံးအမှားဆုံးပတ်တီတစ်လုံးဒီ6ပတ်တီဗျာဟုတ်ပြီလားအကြက်ကြည့်တဲ့မိတ်ဆွေများလိုက်ဆိုပါကြမ်းကြည့်တဲ့မိတ်ဆွေများကြော်တော့ပါဆိုတော့ခါကျတော့6ပတ်တီပဲ6ကုန်းဝန်းကျင်မှာအမှားဆုံးပတ်တီတစ်လုံး6ပတ်တီနှလုံးစလုံးအမှားဆုံးပဲ6လဲကောင်းတယ်6လဲကောင်းတယ်ဟုတ်ပြီလား6လဲကောင်းတယ်6လဲကောင်းတဲ့ခါကျတော့ကျွန်တော်ကတော့အကောင်းဆုံးပြန်ရေးပေးတာဟုတ်ပြီလားဒါပေမဲ့9ပတ်တီလေးကြာသွားနိုင်တာပဲဆိုတဲ့ခါကျတော့လေအားကြောင့်မနားလဲဒီပဲထင်တယ်ခင်ဗျပတ်တီနှလုံးပတ်တဲ့မိတ်ဆွေပြန်နှလုံးပဲပတ်တဲ့မိတ်ဆွေကျွန်တော်ပြောတယ်6ပတ်တီတစ်လုံးပဲပတ်ဟုတ်ပြီလားဆိုတဲ့ခါကျတော့တစ်ခွက်ကောင်းလဲပေးသွားအောင်ပါဗျ
ဟုတ်ပြီဆိုတော့ကျွန်တော်ကောက်လေးကိုရှင်းလို့ရှမ်းကူညီပေးအသေးလေးပြီးမယ်နော်ကောမလေးတွေဝင်ရေးနေတာပိုစောပေးတာပိုစောလက်တွေ့တာပိုစောတာဆက်ချင်တယ်ဆိုတော့မိတ်ဆွေများနော်ကန်လဲဆက်ပါတယ်ဆိုတဲ့ခါကျတော့အသေးလေးတွေပြီးကောမလေးတွေဝင်ရေးမယ်ရှင်းလို့ရှမ်းနဲ့ကူညီပေးမယ် subscribe တစ်ချက်နှိပ်သွားမယ်ဗျဟုတ်ပြီလားအပန်းမကြည့်ရင်လက်မလေးတွေပါထောင်သွားမယ်ဆိုတဲ့ခါကျတော့ကျွန်တော်မှတော့လုံးဝကီးလည်းရှိတယ်ဝမ်းချင်းလည်းရှိတယ်ဟုတ်ပြီလားကျွန်တော်မိတ်ဆွေတွေမှာကျွန်တော်ရဲ့မိတ်ဆွေတူးချင်းမိတ်ဆွေတွေအားလုံးမှာကကိုမှကီးပဲရှိနေတယ်ပိုစောပေးတာမကြိုက်သေးဘူးကိုမှကီးရှိတယ်ဆိုလို့ကျွန်တော်ချက်လုံးပိုင်း6 9ပိုင်းနော်6ပိုင်း9ပိုင်းနဲ့ကတ်ထိုးဆိုတဲ့ခါကျတော့ကိုမှကျတော့လုံးပိုင်းရှိတယ်ကီးမရှိတယ်ဆိုတော့မိတ်ဆွေများဟုတ်ပြီကျွန်တော်မှာခုံနှစ်တုံညာကီးဆိုတာအမှားဆုံးအထီးကီးရှိတယ်ဟုတ်ပြီလားအဲ့ကီးနဲ့ကတ်ထိုးဟုတ်ပြီလားအဲ့ဒါမှမဟုတ်ဘူးငါတူငါမငါသားဘိုးစောပေးတာမှချစ်တာပါဘိုးစောပေးတာမှထိုးချင်တာပါဘိုးစောပေးတာမှအောချင်တာပါဆိုတော့မိတ်ဆွေများကထွေးထူးပြောနေစရာမလိုဘူးဟုတ်ပြီလား6 9ဝန်းကျင်ခုနှစ်တုံညာနဲ့ကတ်ရှော့ဟုတ်ပြီလားအကောင်းဆုံးပဲဖြစ်တယ်ကျွန်တော်ကြိုက်ဆုံးနေမှာချက်ပြပေးတော့မှာမလို့เนาะကျွန်တော်ဗီဒီယိုလေးမရေပဲမကြောပဲဆုံးအောင်ကြည့်ဟုတ်ပြီလားကျွန်တော်တို့ကနန်းလေးတစ်ခေါက်ပြန်သွားလိုက်အောင်ဗျာဆိုတော့ကျွန်တော်တို့မနေ့ပြန်8ရက်เนาะဟုတ်တယ်8ရက်တလ2026 8ရက်တလ2026ကျတာပရိနေမနက်7:00နာရီ10မိနစ်ဈေးမှာဆိုရင်ဖြစ်เนาะကျွန်တော်ဝမ်းချင်းလုံးပိုင်ဒီ69เนาะ6ပတ်တီ9ပတ်တီလုံးပိုင်ဆိုတဲ့ခါကျကျွန်တော်တို့အမှားဆုံး master key အထီ key နဲ့ကတ်မယ်ဆိုလို့ရှိရင်ခုနှစ်တုံညာနဲ့ကတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့6တက်ပတ်တဲ့ကဏ္ဍဒီ3ကွက်9နဲ့ပတ်တဲ့ကဏ္ဍဒီ3ကွက်စုစုပေါင်းမရောက်ကွက်6ကွက်ဗျာ6ကွက်ဆိုတဲ့ခါကျတော့6တက်ပတ်တဲ့ကဏ္ဍဒီရှင်မဲ့6ခွန်6နှစ်60 6ခွန်6နှစ်60 9နဲ့ပတ်တဲ့ကဏ္ဍဒီ9ခွန်9နှစ်90 9ခွန်9နှစ်90စုစုပေါင်းမရောက်ကွက်6ကွက်တစ်ကွက်ကောင်းပြီးရင်ပေးသွားအောင်နောက်ဆုံးတစ်ခေါက်မှာအမှားဆုံးပတ်တီတစ်လုံး6ပတ်တီမှာနော်လက်ဒီလုံးကအမာဆုံးပဲငွေမနိုင်လည်းမဟုတ်ဆရာကြီးဆိုတဲ့မိတ်ဆွေများတော့ကိုဒီတန်ရှိလိမ့်မယ်ဆိုတဲ့ခါကျကျွန်တော်ဘက်က6ပတ်တီအမာဆုံးရွေးပေးထားတယ်ဗျဟုတ်ပြီလားကျတဲ့မိတ်ဆွေများ6ပတ်တီပါငွေနှလုံးငွေနိုင်တဲ့သူများတော့6ပတ်တီ9ပတ်တီနှလုံးပတ်ထားပိုကောင်းတယ်ခင်ဗျအားကြောင့်ပြေးမလို့တော့ဘူးပေါ့ဗျခြေပြီးတုပ်ပြီးရိုက်လို့ရတယ်ဆိုတဲ့ခါကျတော့လေကျွန်တော်ဘက်ကအဆောင်ကို6ပြပေးနေတယ်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်ကကျွန်တော်ပြောသလိုမျိုးပဲကျွန်တော်ဘာဖြစ်မှာဆိုလို့ကျွန်တော်ပြောပြတာဘာကြောင့်လဲဆိုတဲ့ခါကျတော့ကျွန်တော်မှာလုံးပိုင်နှလုံးရှိတယ်ဟုတ်ပြီလားကီးရတဲ့တုံးရှိတယ်လုံးဝမာစတာကီးလုံးပိုင်နေပြီကျွန်တော်ပေးတာဟုတ်ပြီခါကျတော့လုံးပိုင်အပိုင်ဆိုတော့6 9ပိုင်ခုနှစ်တုံညာကျွန်တော်မှာကီးနေရှိတယ်ဆိုတော့ခါကျတော့ဘိုးစောပေးတာကကျွန်တော်ပြောသလိုမျိုးပါမကြိုက်ဘူးဟလာမထိုးကျင်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်နဲ့ကိုယ်လေးဟုတ်တယ်မလားထိုးတာခါကျတော့သူများကပေးလိုက်ပဲထိုးကျင်မှထိုးမှလေဟုတ်တယ်မလားအမြဲတမ်းကျွန်တော်ပြောနေတာကသူများကပေးလိုက်ပဲထိုးကျင်မှထိုးမှကိုယ်မှကီးရှိတယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ပေးတဲ့လုံးပိုင်လေးနဲ့ကတ်ထိုးလိုက်အဆင်ပြေတယ်ကိုယ်မှလုံးပိုင်ရှိဆိုရင်ကျွန်တော်ပေးတဲ့ကီးနဲ့ကတ်ထိုးလိုက်ရတယ်ဟုတ်ပြီလားကိုယ်မှလုံးပိုင်ရှိရထားကျွန်တော်မလုံးခုနှစ်တုံညာကီးအထိနဲ့တတ်မယ်ဆိုလို့ရှိရင်ပြောနေကြမလို့တော့ဟုတ်ပြီလားအဲ့ဒါမှမဟုတ်ကိုယ်မှလုံးဝကီးရှိတဲ့ဆိုလို့ရှိရင်မှလုံးပိုင်နဲ့ကတ်ဟုတ်ပြီလားကိုယ်မှလုံးမိုင်ရှိရဆိုရင်ကျွန်တော်ရှိရလုံးအထီကီးနဲ့ကတ်ခုနှစ်တုံညာနဲ့ကတ်အဲ့လိုမှမကတ်ချင်ပါဘူးဘိုးစောပဲအားပေးနေတာပါဘိုးစောပဲကြည်နေတာပါဆိုတဲ့မိတ်ဆွေများနော်ဘိုးစောပေးတာမှထိုးကျင်တယ်ဆိုတဲ့မိတ်ဆွေများထွေးထွေးပြောနေကြမလို့တော့6 9ဝန်းချင်းခုနှစ်တုံညာနဲ့ကတ်ပြောစရာမလိုတဲ့ကွက်တီရှော့ဟုတ်ပြီလားအကောင်းဆုံးဖြစ်တယ်အကြံဆုံးနဲ့ချက်ပြပေးထားတဲ့ကျွန်တော်ကနန်းလေးကိုနောက်တစ်ခေါက်ဆက်သွားမယ်ဗျဆက်သွားပြီးချင်းကျွန်တော်ဗီဒီယိုလေးလည်းတော့အဆုံးသတ်မယ်ဆက်လက်ပြီးတော့လည်းညနေတော့ဆက်လက်ပြီးတော့ကျွန်တော်တို့ချက်သားလေးနေကုံအောင်ပွဲခံတော့ကျွန်တော်ဘက်ကဆန်းကိုစူးစမ်းပေးသွားမယ်အဲ့တော့အဖေမသမားတွေရောမိလိုက်သမားတွေရောဂလိုက်ရောညီတီစွာလေးနဲ့အကောင်းဆုံးစူးစမ်းပေးဗျဟုတ်ပြီလားငွေမျိုးရင်ငွေနဲ့လိုက်ရမယ်ကျွန်တော်ဒီအကောင်းဆုံးချက်ပြမိတဲ့ချက်မှာမုတ်ဝဲလှဲမှာမုတ်ဝဲလှဲမှာပါဖို့လိုရနော်ဒုတ်ဝဲလှဲမှာပါစရာမလိုဘူးဟောကြဒီဘက်မှာမုတ်ဝဲမှာကျင်းသေးတယ်ဟုတ်ပြီလားဒီဘက်မှာမုတ်ဝဲမှာတိုင်ပြေးကိုပြေးရမယ်ဟုတ်ပြီလားနော်ဒိုင်းဖြတ်ဆိုပျောက်သွားမယ်ကွာမျိုးအဲ့လိုဖြစ်သွားမှာဟုတ်ပြီလားအကောင်းဆုံးချက်ပြပေးသွားမယ်အဲ့တော့အကြိုက်တူလိုက်စောဗျအကြိုက်တူမိတ်ဆွေများတော့ကြော်သွားမယ်ဗျဟုတ်ပြီလားအကြိုက်တူတဲ့မိတ်ဆွေများဗီဒီယိုမရပဲမကြော်ပဲကြည့်ပေးမယ်အကောက်လေးကိုသေးလေးပြီးကွန်မန့်လေးဝေးမယ် subscribe တစ်ချက်နှိပ်သွားမယ်ဗျဘာမကြည့်ရင်လက်မလေးထောင်သွားမယ်ဆိုတဲ့ခါကျတော့နောက်ဆုံးဘိတ်နော်ကျွန်တော်နောက်ဆုံးဒီတစ်ခေါက်ပြီးရင်ကျွန်တော်ဗီဒီယိုလေးတင်တော့ပဲရက်ချင်တယ်ဗျဆိုတဲ့ခါကျတော့လေစကားကြီးလည်းပြောတာများနေပြီဆိုတဲ့ခါကျတော့အပြောလေးလျှော့ပြီးတော့ဘယ်လိုခရီးနဲ့တက်တည်ပြပြီးတော့အကောင်းဆုံးစူးစမ်းပေးမယ်ဗျဟုတ်ပြီလားနေ့တမိုင်းအဖွဲ့သမိုင်းတခြားလေးကြည့်ဗျကျွန်တော်တို့မနေ့ပြန်8ရက်တလ2026နော်ကျတာပရင်းနေ့မနက်7:00နာရီ10မိနစ်မှာဆိုရင်ကျွန်တော်1ချင်းဒီ6ကို1ချင်း6ပတ်ဒီ9ပတ်ဒီ6လုံးပိုင်း9လုံးပိုင်းဆိုတော့ခါကျတော့လုံးဝအထီကီးမစတာကီးနဲ့ကတ်မယ်ဆိုလို့ရှိရင်ခုနှစ်တုံညာကီးနဲ့ကတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့6နဲ့ပတ်သက်ကဏ္ဍဒီ3ကွက်9နဲ့ပတ်သက်ကဏ္ဍဒီ3ကွက်အဲ့တော့6နဲ့ပတ်သက်ကဏ္ဍဒီ6ခွန်6နှစ်60 6ခွန်6နှစ်60 9နဲ့ပတ်သက်ကဏ္ဍဒီ9ခွန်9နှစ်90နော်9ခွန်9နှစ်90ဆိုတော့မရောက်ကွက်6ကွက်ပတ်တီး6ပတ်တီ9ပတ်တီပတ်တီးနှလုံးမနိုင်တဲ့မိတ်ဆွေများက6ပတ်တီအမှာဆုံးတစ်လုံးနော်တစ်ကွက်ကောင်းမိန်အော်တီ6446 6446အကြိုက်တူတဲ့မိတ်ဆွေများပုံအောလို့ရတယ်ဗျဟုတ်ပြီလားကျွန်တော်ပြောချင်တာကျွန်တော်မရောက်ကွက်6ကွက်ပေးထားတယ်နိုင်ထက်မှာတစ်ကွက်ကောင်းနဲ့ထပ်ပေးထားသေးတော့9ကွက်ပတ်တီးကနှလုံးပေးထားတယ်နှလုံးမပတ်နိုင်ပြန်တစ်လုံးမပတ်နော်စတာပရင်းနေ့မနက်မှာ12နာရီတည်းမှာအောင်ပွဲခံခြင်းဆိုတဲ့မိတ်ဆွေများလက်ခမောင်းခတ်ခြင်းဆိုတဲ့မိတ်ဆွေများနော်ကျွန်တော်နဲ့ကန်တူလို့အကျိုးပေးပါစေဗျဟုတ်ပြီလားပိုစောနဲ့ကန်တူလို့အကျိုးပေးပါစေရွှေငွေကြောက်တယ်မှာဒီလာတိုးတက်ကြပါစေတွားလျက်ခလုံးမတီစူးမညီဘေးနဲ့ဒီကင်းဝေးကြပါစေဆူတောင်းပေးရင်းနဲ့ကျွန်တော်တို့ဗီဒီယိုလေးကျွန်တော်တို့ရိုက်ရအောင်ဗျဆိုတော့ခါကြကျွန်တော်ရဲ့ဖော်မဲ့သမားတွေရောနေလိုက်သမားတွေရောလူတူဦးတွေပုဂ္ဂိုလ်တူဦးစီတိုင်အောင်နော်ကျွန်တော်ရဲ့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဆူတောင်းပေးရင်းကျွန်တော်တို့စီစဉ်လေးကျွန်တော်တို့ရိုက်ရအောင်ဗျ